ကဲဒီနေ့မှာတော့ဒါကျမအရန်ဖက်ချင်နေတဲ့ဒီစာအုပ်လေးအကြောင်းကိုပေါ့နော်အားလုံးကို share လုပ်ပေးချင်တာဖြစ်တယ်စာအုပ် review တော့မဟုတ်ဘူးပေါ့နော်ကျမလည်းပြီးအောင်တော့မဖတ်ရသေးဘူးပေါ့နော်ဒါ lab dan theory ဆိုတဲ့ဟာလေးကိုဒါအားလုံးလည်းပဲတိကျမယ်ထင်တယ်ဒါဆရာမ Meryl ပဲရေးထားတဲ့စာအုပ်ပေါ့နော်ဒါဒီစာအုပ်ကိုထွက်ခရဲနဲ့အရန်ဖက်ချင်နေတာပေါ့နော်တကယ်ကြီးတယောက်ကိုမာတဲ့အချိန်မှာလည်းဒါအဆင်မပြေဘူးတို့ရမယ်ကဲကောင်းစွာနဲ့ဟိုတနေ့ကစာအုပ်ဆိုင်တွားတဲ့အချိန်မှာကျမဒီဘာသာပြန်စာအုပ်လေးကိုတွေ့ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါလေးကိုအရင်ဝတ်တာလို့ပေါ့နော်အားလုံးကို share လုပ်ပေးတာဖြစ်တယ်အဲဆိုတော့ဒီစာအုပ်ကပေါ့နော်တကယ်ကိုမှဒါပေါ့နော်ကျမအတွက်ဆိုလို့ရှိရင်ဒါအရင်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အားလုံးတော့မသိဘူးကျမကိုယ်တိုင်ဆိုလို့ရှိရင်ကိုကသူများကိုအရင် control လုပ်ချင်တဲ့စိတ်တွေအများတန်းရှိတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒီစာအုပ်ထဲမှာပြောထားတဲ့အရာတွေဆိုလို့ရှိရင်ဒါကျမတို့မှာကိုယ်တိုင်က control လုပ်နိုင်တဲ့အရာ၃ခုပဲရှိတယ်တဲ့ကိုဘလို့တွေးမလဲကိုဘလို့ emotion ထားမလဲပေါ့နော်ကိုယ့်ရဲ့ emotion ပြီးတာကြကိုယ့်ရဲ့ action ပေါ့နော်ဒီ၃ခုကိုပဲကျမတို့က control လုပ်နိုင်တာဖြစ်တယ်ပေါ့နော်မဟုတ်ဘဲနဲ့ကျမတို့ကကိုအမျိုးသားကိုလည်း control လုပ်ချင်တယ်ကိုမိဘတွေကိုမောင်နှမတားချင်တယ်အကုန်လုံးကို control လုပ်ချင်တဲ့အချိန်မှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့ပဲကိုယ့်ရဲ့စိတ်ပင်ပန်းတယ်ပြီးတာကြ energy တွေကျတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတဲ့အခါကျတော့ဒါဒီအရာကိုပေါ့နော်လက်တံလောက်တတ်ဖို့အတွက်ဒါကျမတို့တည်ယူဖို့အရင်အရေးကြီးတာဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါဒီစာအုပ်လေးကိုတွေ့တဲ့အချိန်မှာဒါအရင်လည်းပြောတယ်ပြီးတော့ဒါလေးကိုဖတ်ပြီးတော့မှဒါအသုံးချပါဖြစ်တယ်ပေါ့နော်ကျမတို့ဘဝမှာဒါအရင်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လူအများစုကအရန် control လုပ်ချင်တဲ့စိတ်ရှိကြတယ်ပေါ့နော်အဲ့ဒါဆိုတော့အလုံးကိုလည်းပဲဒီစာအုပ်လေးမဖတ်ရသေးဘူးဆိုလို့ရှိရင်ဖတ်ကြည့်ဖို့ recommend လုပ်ပါတယ်အဲ့တော့ဘာမှ